ကျွန်တော်တို့နေ့စဉ်ထိတွေ့နေရတဲ့တောက်ရီခွက်ကနေစလို့အထက်မြင့်အဆောက်အဦကြီးတွေရဲ့မှန်ချက်တွေအထိဒီလိုကြည်လင်တောက်ပတဲ့ဖန်သားတွေဟာတကယ်တော့တာမန်တဲပွင့်လေးတွေကနေဆင်းသက်လာတယ်ဆိုတာသင်သိပါသလားဒီနေ့မှာတော့တဘာဝတရားရဲ့ရုပ်ရှင်နဲ့ကုံညမ်းကိုလူသားတို့ရဲ့အတတ်ပညာနဲ့ပေါင်းစပ်ပြီးအမကန်းပွဲရဖန်သားလောကကြီးဘလို့ဖြစ်တည်လာလဲဆိုတာကျွန်တော်တို့ရဲ့မှတ်တမ်းစာအုပ်ထဲမှာအတူတူလေ့လာကြည့်လိုက်ရအောင်ဒီအမှုပညာရဲ့အသက်သွေးကြောကတော့ကမ်းခြေတွေမှာအလွယ်တကူမြင်ရတဲ့စီလီယာလို့ခေါ်တဲ့တဲပွင့်လေးတွေပဲဖြစ်ပါတယ်။ဒါပေမဲ့တဲကြီးတက်ဆိုရင်တော့အရေးပျော်ဖို့ခက်ခဲပါတယ်။ဒါကြောင့်တဲရဲ့အရေးပျော်မှတ်ကိုရှော့ချပေးမယ်ဆိုတာအပ်နဲ့ဖန်သားတို့ကိုပုံမခိုင်မာစေပြီးရေတံလေးတံခံနိုင်အောင်ကူညီပေးမယ် line stone လို့ခေါ်တဲ့ထုံးကြောက်တို့ကိုစနစ်တကျအချိုးကျပေါင်းဆက်ရပါတယ်။ဒါဖန်သားတစ်ချက်ရဲ့အခြေခံအုတ်မြစ်ပါပဲ။ဒုတိယအဆင့်အနေနဲ့ဒီကုံချမ်းအယောနောတွေကိုအပူချိန်1900ဒီဂရီဆဲစီယပ်ရှိတဲ့အလွန်ပြင်းထန်တဲ့မီးဖိုကြီးထဲမှာအရေးပြောစေပါတယ်။ဒီအဆင့်မှာခဲရခဲစစ်တဲပွင့်လေးတွေဟာညီရဲတောက်ပနေတဲ့ပျော့ပြောင်းတဲ့ချော်ရည်ပူတွေအဖြစ်ပွားပြောင်းသွားကြပါတယ်။အရေးပြောနေတဲ့ဖန်ရည်တွေကိုပုံစံမျိုးမျိုးဖန်တီးဖို့နည်းလမ်းနှမျိုးရှိပါတယ်။ရှေးကြတဲ့လက်မှုအတတ်ပညာအရဆိုရင်တော့ကျွမ်းကျင်တဲ့ပညာရှင်တွေကလေးနှမ်းမှုတ်ပြီးပုံဖော်ကြတာပါ။ဒါမှမဟုတ်ခင်မီဆက်ရန်နေရတွေတုံးပြီးပုံစံကွက်တဲ့လောင်းထဲတာပြတ်ချက်သွားအောင်ဒလိန်တုံးတွေနဲ့လိမ့်နာမျိုးတွေလှုပ်ဆောင်ကြပါတယ်ဒီအဆင့်မှာဖန်သားဟာသူပိုင်ဆိုင်မဲ့ပုံစံကိုစတင်ရရှိလာတာဖြစ်ပါတယ်ပုံဖော်ပြီးသွားတဲ့ဖန်နယ်တွေကိုချက်ချင်းအေးခဲလိုက်လို့မရပါဘူးအရင်မြင်မြန်အေးသွားရင်ဖန်သားဟာဆက်ပြီးကွဲလွတ်တယ်လို့ပါဒါကြောင့်အန်နီယာလင်းလို့ခေါ်တဲ့စနစ်တကျဖြည်းဖြည်းအေးသွားအောင်လှုပ်ဆောင်တဲ့အဆင့်ကိုကြော်ဖြတ်ရပါတယ်ဒီလိုနဲ့ပဲညီရဲနေတဲ့ဖန်ရည်ပူတွေကနေကျွန်တော်မြင်တွေ့နေရတဲ့ကြည်လင်ပြတ်သားပြီးမှကြောတဲ့ဖန်သားပြင်တွေဖြစ်တည်လာပါတယ်။ရိုးရှင်းတဲ့သဲပွင့်လေးတွေကနေလူသားတို့ရဲ့ကဘာကြီးကိုအလတ်ဆင်ပေးနေတဲ့ဖန်သားပြင်တွေအဖြစ်ပြောင်းလဲသွားတဲ့ဖြစ်စဉ်ဟာတကယ်ကိုအမကန်းပွဲရာသိပ္ပံနဲ့အနုပညာပေါင်းစပ်မှုတစ်ခုပဲဖြစ်နေပါတော့တယ်။နောက်ထပ်သိချင်တဲ့အကြောင်းအရာများရှိရင် comment မှာရေးပေးခဲ့လို့ရပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။